လူတချို့အများစုကလေအင်္ဂလိပ်လိုပြောတဲ့အခါမှာ grammar ကိုကြာကြာနာနာရထားမှအင်္ဂလိပ်လိုပြောတတ်မယ်လို့တချို့ကတွေးကြတယ်ပေါ့နော်တခါတလေကြာမှတခါတလေကြာတော့လေပေါ့နော်အင်္ဂလိပ်လိုပြောတတ်ဖို့ကိုစူးစမ်းလိုက်တဲ့အခါမှာပေါ့နော် grammar စဉ်းစားမရဘဲနဲ့ပေါ့နော်ဘယ်လိုပြောမလဲဒုက္ခရောက်တဲ့အခြေအနေမျိုးတွေမှာရှိလောက်မယ်လို့မျှော်လင့်ပါတယ်အခုဗီဒီယိုကြည့်နေတဲ့သူလည်းပဲအင်္ဂလိပ်လိုပြောချင်တယ်ဒါပေမဲ့grammar ကိုပြန်ပြီးတော့စဉ်းစားတဲ့အခါမှာလုံးဝစဉ်းစားလို့မရအောင်ပေါ့နော်စာကြောင်းဘယ်လိုစတင်စပြီးတော့စီရမလဲပေါ့နော်မသိသေးတဲ့သူတွေအတွက်ဒီနေ့ကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲ့ဒီချက်လေးကိုဆိုတော့အင်္ဂလိပ်လိုပြောတဲ့အခါမှာ grammar အများကြီးလေ့လာစရာမလိုပါဘူးဘာဖြစ်လို့လဲဆိုတော့အင်္ဂလိပ်စကားပြောတဲ့အခါမှာဒါမျိုးပေါ့နော် grammar ကိုလည်းတိတိကျကျမှန်စရာမလိုပေါ့နော်ကျွန်တော်တို့ဒီမြန်မာစကားလိုမျိုးပဲပေါ့နော်တထာကိုလည်းကြာကြာနာနာတိတိကျကျမှန်စရာမလိုပါဘူးတချို့အများစုကတော့မှန်တိတလောက်မှန်ရမယ်ပေါ့နော်တချို့ကကြတော့အများကြီးလည်းအကုန်လုံးလည်းမှန်ဖို့မလိုအပ်ဘူးအဲ့လိုမျိုးပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုး grammar အခက်အခဲကိုတကယ်လို့ကြုံရတယ်ဆိုလို့ရှိရင် pattern တွေနဲ့လေ့လာဖို့အတွက်တိုက်တွန်းချင်ပါတယ်ဘာဖြစ်လို့ဆိုတော့ pattern တွေနဲ့လေ့လာတယ်ဆိုတာက grammar ကိုလည်းအများကြီးစဉ်းစားစရာမလိုပေါ့နော်စာကြောင်းလေးတွေနဲ့တခါတည်းဒီလိုမျိုးpattern လေးတွေနဲ့စာကြောင်းလေးတွေနဲ့တခါတည်းသိထားမယ်ဆိုလို့ရှိရင်စာကြောင်းကိုကိုယ့်ဘာကိုပေါ့နော်စီတက်လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော် pattern 3မျိုးကို share ပေးမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်စပင်တောက်ရင်းနဲ့ဗီဒီယိုလုပ်တယ်ဆိုတာပေါ့နော်ဒီတစ်ခေါက်နဲ့ဆိုလို့ရှိရင်3ခေါက်လောက်ရှိပြီပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်လည်းပဲအခြေလုပ်ပြီးတော့ဗီဒီယိုလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်လို့နားလည်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဆိုတော့ရှေ့ဝေးမပြောတော့ပေါ့နော်ဒီ pattern တွေကိုတစ်ခါတည်းမှတ်ထားမယ်ပေါ့နော်တစ်ခါတည်းမှတ်ထားပဲကိုပါတကားတည်းစာကြောင်းမှာစီတက်သွားအောင်တစ်ခါတည်းလေ့ကျင့်ထားမယ်ပေါ့နော်ဆိုတော့စလိုက်ကြရအောင်ပထမဆုံး pattern ကကြာရပါလဲဆိုတော့ I am considering plus ing I am considering plus ing ကျွန်တော် share ပေးမယ် pattern တွေကတော့အကုန်လုံးကတော့ပေါ့နော် ing သူရဲ့အနောက်မှာ ing လိုက်တဲ့ pattern တွေပဲဖြစ်ပါတယ်ဆိုတော့သူရဲ့အဓိပ္ပာယ်အကြောင်းဘာပြောချင်လဲဆိုတော့တခုခုကိုကိစ္စတခုကိုပေါ့နော်ထပ်စဉ်းစားတာပေါ့နော်တခုကိုလုပ်ဖို့အတွက်စဉ်းစားတာပေါ့နော်တခုခုမလုပ်ခင်မှာစဉ်းစားတဲ့ပုံစံလိုမျိုးပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင် I'm considering selling this house I'm considering selling this house ဒီအိမ်ရောင်းဖို့အတွက်ဒီအိမ်ရောင်းမဲ့ကိစ္စငါစဉ်းစားနေတယ်ပေါ့နော်ဒီအိမ်ရောင်းမဲ့ကိစ္စစဉ်းစားနေတယ်ဒါမျိုးကိုပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ် example တစ်ခုကကြားရပါလဲဆိုတော့ I'm considering jogging every morning I'm considering jogging every morning မနေ့ပဲထပြေးဖို့အတွက်ပေါ့နော်မနေ့ပဲထပြေးမဲ့ကိစ္စငါစဉ်းစားနေတယ်ဒါမျိုးပြောချင်တာပဲဖြစ်ပါတယ်မနေ့ပဲထပြေးဖို့ကိစ္စစဉ်းစားနေတယ်နောက်ထပ် example တစ်ခုကကြတော့I am considering advertising in the newspaper. I am considering advertising in the newspaper. သတင်းစာမှာထက်ကြော်ညာဖို့အတွက်ငါစဉ်းစားနေရပေါ့နော်သတင်းစာမှာထက်ကြော်ညာမဲ့ကိစ္စစဉ်းစားနေတယ်ဒါမျိုးပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒါရီအားလုံးက I am considering plus ing ရဲ့ example လေးတွေပဲဖြစ်ပါတယ်ဆိုတော့ဒီ pattern လေးကိုနားလည်လောက်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့ကိုကကိစ္စတစ်ခုခုကိုဆုံးဖြတ်ဖို့ထက်စဉ်းစားနေတာမျိုးဆိုလို့ရှိရင်တော့ဒီ pattern လေးကိုသုံးလို့ရတာပဲဖြစ်ပါတယ်ဆိုတော့ I'm considering plus ing ဆိုလို့ရှိရင်ဒီ I am considering ရဲ့နောက်မှာကိုသုံးချင်တဲ့အကြောင်းအရာကိုဆက်သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ing တော့ဖြစ်ရမယ်ပြီးတော့ ing ပြီးလို့ရှိရင်ကိုပြောချင်တဲ့အကြောင်းအရာဆက်ပြီးတော့ပြောလို့ရသေးတယ်ပေါ့နော်ကိုထည့်ချင်တဲ့စကားလုံးလေးတွေကိုဆက်ပြီးတော့ထည့်လို့ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီ pattern လေးကိုနားလည်လောက်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ် pattern တစ်ခုဆက်သွားမယ်နောက်ထပ် pattern တစ်ခုကကြတော့ it is no use plus ing it is no use plus ing အဓိပ္ပာယ်ကကြတော့ဘာမှထူးမလာအောင်ပေါ့နော်ဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့တခုခုလုပ်ဖို့အတွက်ဘာမှထူးမလာဘူးဒါလုပ်နေလဲဘာမှမထူးလာဘူးဟိုကလုပ်နေလဲဘာမှထူးလို့မလာဘူးပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ပဲဖြစ်ပါတယ်ဆိုတော့သူရဲ့ဥပမာလေးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ကြောင်းကကြတော့ it is no use crying it is no use crying ငိုနေလဲပဲဘာမှမထူးဘူးအဲ့လိုမျိုးပြောချင်တာပဲဖြစ်ပါတယ်ငိုနေလဲပဲဘာမှမထူးဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တာပဲဖြစ်ပါတယ်ဒုတိယတစ်ကြောင်းကကြတော့ it is no use separating them it is no use separating them သူတို့ခွဲထားလို့လည်းဘာမှထူးမလာဘူးသူတို့ခွဲထားလည်းပဲဘာမှထူးမလာဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တာပဲဖြစ်ပါတယ်နောက်ဆုံး example တစ်ကြောင်းကကြတော့ဗာလဲဆိုတော့ it is no use behaving that way it is no use behaving that wayအဲ့လိုမျိုးပြုမှုနေလို့ဘာမှထူးမလာဘူးပေါ့နော်အဲ့လိုမျိုးလုပ်နေလည်းပဲဘာမှထူးမလာဘူးအဲ့လိုမျိုးပြုမှုတွေလုပ်နေလည်းပဲဘာမှထူးမလာဘူးအဲ့လိုမျိုးပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒါကြတော့ it is no use plus ing ရဲ့ example လေးတွေပဲဖြစ်ပါတယ်ဆိုတော့ဒီ pattern လေးကိုလည်းနားလည်လောက်မလို့မျှော်လင့်ပါတယ်အများလည်းမခက်ပါဘူးတကယ်လို့ကိုကဒါရီလုံးနေလို့လည်းဘာမှထူးမလားဟိုဟာလုံးနေလို့လည်းဘာမှထူးမလားဘူးဒါမျိုးပြောချင်တယ်ဆိုလို့ရှိရင်ဒီ pattern လေးကိုသုံးလို့ရတာပဲဖြစ်ပါတယ်ဆိုတော့ဥပမာလေးတွေကိုလည်းကျွန်တော်ပြပြပေးဖြစ်တဲ့အတွက်ကြောင့်မလို့အခုဗီဒီယိုကြည့်နေတဲ့သူလည်းပဲကိုယ့်ဘာသာကိုစာကြောင်းစိတ်တက်လောက်ပြီလို့မျှော်လင့်ပါတယ်ဆိုတော့နောက်ဆုံး pattern တစ်ခုဆက်သွားမယ်
I am accustomed to +5 ng I am accustomed to +5 ng သူရဲ့အဓိပ္ပာယ်ကကြတော့နေသားကြနေတာပေါ့နော်ဒါ reload နေရလို့ငါနေသားကြနေပြီဟိုအလုပ်နေရလို့နေသားကြနေပြီဒါမျိုးပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့ to ရဲ့အနောက်to ရဲ့အနောက်မှာပေါ့နော်အများစုကတော့သိတာတော့ verb 1လိုက်တယ်ပေါ့နော်အခုကကြောင့် verb ing လိုက်တယ်ဆိုတာကဒီ accustomed to ကကြတော့ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ verb ing လိုက်လို့ရတာပဲဖြစ်ပါတယ်ဆိုတော့သူရဲ့ဥပမာလေးတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးဥပမာတစ်ကြောင်းကကြတော့ဗာလဲဆိုတော့I am accustomed to staying up late. I am accustomed to staying up late. ညနေတဲ့အထိငါနေရတာနေသားကြနေပြီပေါ့နော်ညနေတဲ့အထိနေသားကြနေပြီတောင်ပြောချင်တာပဲဖြစ်ပါတယ်နောက်ထပ်တစ်ကြောင်းကကြတော့ I am accustomed to eating this kind of food. I am accustomed to eating this kind of food. ဒီလိုမျိုးအစားအစာငါစားတာနေသားကြနေပြီဒီလိုမျိုးအစားအစာစားတာငါနေသားကြနေပြီဒါမျိုးပြောချင်တာပဲဖြစ်ပါတယ်နောက်ဆုံး example တစ်ကြောင်းကကြတော့ဗာလဲဆိုတော့ I am accustomed to living without electricity. I am accustomed to living without electricity ပေါ့နော်လျှက်စစ်မီးမရှိဘဲနဲ့ငါနေရတာနေသားကြနေပြီပေါ့နော်တောမှနေတဲ့သူလိုမျိုးပေါ့နော်လျှက်စစ်မီးမရှိဘဲနဲ့နေရတာပေါ့နော်နေသားကြနေပြီဒါမျိုးပြောချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒါရီအားလုံးကကြတော့ I am accustomed to plus ing ရဲ့ဥပမာလေးတွေဖြစ်ပါတယ်ဆိုတော့ဒီ pattern လေးကိုလည်းနားလည်လောက်မြင်လို့ပြောနေပါတယ်တကယ်လို့ကိုကတခုခုကိုပေါ့နော်ပြောမယ်ဆိုလို့ရှိရင်နေသားကြတာမျိုးကိုပြောချင်တယ်ဆိုလို့ရှိရင်ဒီ pattern လေးကိုသုံးလို့ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းပဲဥပမာလေးကိုပြောပြပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ဘာသာကိုစီတက်လောက်မယ်လို့မျှော်လင့်ပါတယ်။ Okay ဆိုတော့ဒီ pattern 3မျိုးကိုတစ်ခါတည်းနားလည်လောက်မယ်လို့မျှော်လင့်ပါတယ်။အများကြီးလည်းမခက်ပါဘူး။ဆိုတော့တကယ်လို့ကိုကအင်္ဂလိပ်စာကိုလေ့လာနေတယ်ပြီးတော့အင်္ဂလိပ်စာလေ့လာတာဝါသနာပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့YouTube channel လေးကို subscribe လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့။ပြီးတော့တကယ်လို့ကိုကအင်္ဂလိပ်စာကိုလေ့လာနေရဆိုလို့ရှိရင်လည်းပဲအဆက်မပြတ်ဆက်ပြီးတော့လေ့လာပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ပြီးတော့တိုက်တွန်းချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel ကနေလည်းကြိုဆိုပါတယ်ဒီကျွန်တော်ရဲ့ channel မှာဆိုလို့ရှိရင် pattern လေးgrammar အများကြီးမလေ့လာချင်ဘူးဘာလို့ pattern လေးတွေနဲ့လေ့လာချင်တယ်ဆိုလို့ရှိရင် pattern လေးတွေနဲ့ share ပေးထားတဲ့ဗီဒီယိုတွေအများကြီးရှိပါတယ်အဲ့ဒီအပြင်ပေါ့နော်ကျွန်တော်ဒီ TikTok မှာဆိုလို့ရှိရင်လည်း short video တွေနဲ့လေ့လာလို့ရတာပဲဖြစ်ပါတယ်ဆိုတော့တကယ်လို့ကိုကအင်္ဂလိပ်စာလေ့လာရင်းနေရင်းနဲ့လည်းပဲပေါ့နော်တစ်ခါတည်းလိုက်ပြီးပြောချစ်ဖို့အတွက်လည်းထည့်သွင်းချင်ပါတယ်ဆိုတော့နောက်ထပ် English speaking လေးတွေအင်္ဂလိပ်စာကြောင်းလေးတွေကိုလေ့လာတာဝါသနာပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ account လေးကို subscribe လုပ်ပေးခဲ့ဖို့လောကမမေ့ပါနဲ့ပြီးတော့ဘေးက account လေးပါတစ်ခါတည်းနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဆိုတော့နောက်ထပ် video မှာပြန်ဆုံမယ်ပေါ့နော် bye bye